အားလုံးပဲမင်္ဂလာပါဗျဒီနေ့မှာတော့ကျွန်တော် sharing လုပ်ပေးသွားမှာကကျွန်တော်ကိုပေါ့နော်ဒီ Facebook Star ဝယ်တဲ့နေလမ်းလေးကိုကျွန်တော် sharing လုပ်ပေးပါဆိုပြီးတော့တောင်းဆိုထားတဲ့သူတွေအတွက်ကျွန်တော်နေနဲ့ဒီ Facebook Star ဝယ်တဲ့နေလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာကျွန်တော်တို့ဒီ Facebook Star ဝယ်မယ်ဆိုရင်အရင်ဆုံးကိုကျွန်တော်တို့ရဲ့ account တွေကဗီဒီယိုတစ်ပုဒ်လောက်ကိုကျွန်တော်ရှာပေးရမယ်အဆင်ပြေတဲ့ဗီဒီယိုလေးတစ်ပုဒ်လောက်ရှာလိုက်မယ်ပေါ့နော်ဒီဗီဒီယိုလေးဆိုရင်တော့အဆင်ပြေမယ်ဟုတ်ကဲ့ပါဗျဒီဗီဒီယိုလေးတစ်ချက်ဆန်းပေးမယ်ကျွန်တော်တို့ဒါဆိုရင်တော့ကျွန်တော်တို့ comment ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တစ်ချက်ဝယ်ပေးလိုက်မယ်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ဖုန်းရဲ့အပေါ်ကဒီ keyboard ရဲ့အပေါ်ကပေါ့နော်စကားဆိုတဲ့စကားပုံစံလေးဟာကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ဝင်ပေးလိုက်မယ်ဆိုရင်ဒီလိုမျိုးလေးပေါ်လာလိမ့်မယ်ဒီမျိုးလေးပေါ်လာတဲ့အခါကျရင်တော့ကျွန်တော်တို့Sun Kiss ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီ setter လေးရှိရပါတော့ဒါကတော့ကျွန်တော်ကဝယ်ရတဲ့အတွက်ရှိရပါမဝယ်ရသေးတဲ့လူတွေဆိုရင်တော့ဘာမှမရှိဘူးเนาะဘယ်လိုပဲဖြစ်ဖြစ်ပါအဲ့နေရာလေးကိုနှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီထဲရောက်သွားပြီဆိုရင်တော့ဒီမှာပြထားတာကကျွန်တော်တို့ဒီမှာ45စတာ45လုံးကိုကျွန်တော်တို့မလေးရှားရင်းကနဲ့ကျွန်တော်တို့၄ချက်နဲ့49ပြားလို့ပြထားတယ်အောက်မှာလည်းအများကြီးရှိပါတယ်ကိုတက်နိုင်တဲ့လောက်ဝယ်လို့ရပါတယ်ဒီမှာတော့ကျွန်တော်ဒီစတာ45လုံးကိုကျွန်တော်စစမ်းဝယ်ပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာကိုနှိပ်လိုက်မယ်ပေါ့နော်ကိုယ်ဝင်နိုင်တဲ့အတိုင်းတာရှိတဲ့ဟာကိုကျွန်တော်နှိပ်ပေးလိုက်မယ်နှိပ်ပြီးလိုက်ပြီဆိုရင်တော့ဒီလိုပေါ်လာလိမ့်မယ်ဒီလိုပေါ်လာတဲ့အခါမှာကျွန်တော်တို့ဒီမှာကျွန်တော်ဖုန်းနံပါတ်နဲ့ဝယ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအောက်က one test ပိုင်းဆိုတာလေးကိုနှိပ်ပေးရမှာเนาะကျွန်တော်ပုံပြီးတော့ကျွန်တော်တို့ဖြည့်ထားမှာเนาะကြိုတင်ပြီးတော့ဒီလိုနှိပ်လိုက်ပြီဆိုရင်တော့ခဏလောက်စောင့်ပေးလိုက်ပါသူကနေပြီးတော့ကျွန်တော်တို့ဒီအဆင်ပြေတယ်ဆိုရင်တော့ဒီအမှန်ကြီးလေးပြပါဒါဆိုရင်တော့ကျွန်တော်တို့ payment to refund ဆိုပြီးတော့ပြသွားရင်တော့ရပါပြီเนาะဟုတ်ကဲ့ပါဗျာဒါကတော့ကျွန်တော် Facebook စားဝယ်တဲ့ဒီလမ်းလေးကိုမျှဝေပေးတော့တာဖြစ်ပါတယ်အားလုံးပဲလိုက်လို့ကြည့်ကြပါအားလုံးဆင်ပြေကြပါစေကြောက်နေမယ်စိုင်းသူအောင်ပါဗျ